အားလုံးပဲမင်္ဂလာပါရှင်။ပေါင်းလောင်းမီဒီယာကနေတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ KNA ကနေ89ကြိမ်မြောက်ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့အခမ်းအနားသို့တဝန်လာပေးပို့ခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီနဲ့အမျိုးသားညီညွတ်ရေးအစိုးရတို့ပူးပေါင်းပြီးခဲ့တဲ့ဖေဖော်ဝါရီလ12ရက်နေ့မှာ Zoom Platform ကနေကျင်းပခဲ့တဲ့89ကြိမ်မြောက်ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့အခမ်းအနားမှာကရန်အမျိုးသားတပ်မတော် KNA ကနေတဝန်လာပေးပို့ခဲ့ပါတယ်။အဲ့ဒီတဝန်လာထဲမှာတော့မြန်မာပြည်ရဲ့မပြီးဆုံးနိုင်တဲ့စစ်ပွဲရဲ့အရင်းခံပြဿနာဟာလူမျိုးတိုင်းရဲ့တန်းတူအခွင့်အရေးဆုံးရှုံးမှုနဲ့ဒီမိုကရေစီကင်းမဲ့ခြင်းနဲ့အတူဖွဲ့စည်းပုံကြောက်တာဖြစ်တယ်လို့ဆိုထားပါတယ်။ဒါကြောင့်တန်းတူပြီး Federal Democracy တည်ထောင်ခြင်းသာတိုင်းပြည်ရဲ့ပြဿနာကိုဖြေရှင်းနိုင်မယ်လို့ယုံကြည်ထားသလိုဆရာနာရှင်တိုက်ဖြတ်ရေးနဲ့တန်းတူ၍တာတူညီမျှတဲ့ Federal လူပောင်လောကသစ်စီညီညွတ်စွာအတူလျှောက်လန်းသွားကြဖို့တိုက်တွန်းကြောင်းကိုလည်းတဝန်လာမှာထပ်တွင်ပေးပို့ခဲ့တာဖြစ်ပါတယ်။ကရန်မျိုးသားတပ်မတော် KNA ဟာပြီးခဲ့တဲ့2024ခုနှစ်ကလေးကတပ်ရင်းရှိရင်းနဲ့စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးအခုဆိုရင်17ရင်းအထိတိုးချက်ဖွဲ့စည်းနိုင်ခဲ့တယ်လို့အခြေခံမူ6ချက်အမျိုးသားရည်မှန်းချက်5ချက်ကိုဆွဲကင်ပြီးဥတီချီတက်နေတဲ့တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။